တော့တရောင်းစားတယောက်ရှိပါတယ်သူကပတ်စံနေတောင်းရစားပတ်စံတောင်းနေပါတယ်သူမှလည်းပတ်စံမပေးဘဲနဲ့သူ့ကြော်သွားကြပါတယ်ခုချိန်မှာတော့ကားကြီးတစ်စီးကသူ့နားရောက်လာပါတယ်ပြီးတော့အမအမဲအောင်ဂိမ်းခင်းထားပါတယ်ဒီညတန်လေးတွေရှင်တောင်းပန်ပါတယ်ဒီမှာတော့သူအထဲထဲသူ့ရဲ့ဘာပတ်စံထုတ်လာတဲ့ပတ်စံကိုယူပြီးတော့အစားအစာလေးပဲယူလိုက်ပါတယ်သူ့ပေးလိုက်ပါတယ်ပေးပြီးတော့ဘာစကားမှမပြောဘူးကားပေါ်ပြန်တက်သွားပါတယ်အမှပဲကားကြီးမောင်းသွားပါတယ်သူကလည်းကိုပိုင်စီးပွားရေးဖွင့်ဖို့စဉ်းစားလိုက်ပါတော့တယ်သူစီးပွားရေးတော့ဆိုဖာရောင်းဝယ်လေးလုပ်ဖို့ပါအမှပဲသူကားလေးနဲ့အဲ့ဆိုဖာလာချပါတယ်အဲ့ချိန်မှာပဲဒီနာကောင်မလေးတယောက်ကအဲ့ဆိုဖာဝယ်ခြင်းလို့ဆိုပြီးဈေးလာမေးပါတယ်အဲ့ချိန်မှာသူဘလာပြောပြီးတော့ကောင်မလေးကလည်းဝယ်သွားပါတယ်အဲ့ချိန်မှာတင်မကားကြီးလာပြီးတော့သူလည်းသူ့အဲ့ brand new ဆိုဖာလေးဝယ်သွားပါတယ်အိမ်လေးကနည်းနည်းဆုပ်ပြတ်နေပြီမဲ့သူ့မှာရှိတဲ့ပတ်စံနဲ့ဒီအိမ်ပဲဝယ်လို့ရလို့ဒီအိမ်မှာပဲနေလိုက်ပါတယ်။လမ်းလေးရတော့တလောက်ပါပဲ။ကြည့်ရှုပေးတဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်။ Bye bye ။လိုဇလန်းလေးတွေကြည့်ရင်ဒီဗီဒီယိုမှာ view 30ရရင်ကျွန်တော်နောက်ထပ်ဇလန်းတွေအများကြီးကိုတင်ပေးသွားပါမယ်။တတားပါ။